video content လုပ်ချင်တဲ့သူတွေအတွက် Google ကနေပြီးတော့အသစ်ထုတ်လုပ်ထားတဲ့ app လေးတစ်ခုနဲ့ကျွန်တော်မိတ်ဆက်ပေးခြင်းနဲ့အဲ့ဒီ app လေးကတော့ YouTube Create app ဖြစ်ပါတယ် YouTube Create app ဆိုတာပါလေ YouTube Create app ကကျွန်တော်တို့ဒီ YouTube ကနေပြီးတော့တရားဝင်ထုတ်လုပ်ထားတဲ့ video editing app လေးဖြစ်ပါတယ်ပေါ့နော်အဲ့ဒီ video editing app လေးကကျွန်တော်တို့ဒီအသုံးပြုတဲ့နေရာမှာရိုးရှင်းစွာနဲ့အသုံးပြုလို့ရတယ်ကျွန်တော်ဒီ professional ဆန်နဲ့ကျွန်တော်ဒီ feature ပါဝင်တာဖြစ်တဲ့ကြောင့်မလို့မိတ်ဆွေမှာဖုန်းတစ်လုံးရှိရတဲ့နေရာမှာကျွန်တော် professional ဆန်နဲ့ video တွေကိုဖန်လို့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီအားသာချက်လေးကိုကျွန်တော်ပြောပြပေးမယ်ပေါ့နော်ကျွန်တော်ဒီအားသာချက်လေးကကျွန်တော်ဒီ video direct upload လုပ်ပြီးသွားပြီဆိုတာနဲ့ watermark လည်းမပါဘူးအဆင်ပြေသုံးရတဲ့ transition effect တွေကလည်းအားလုံးအခမဲ့ AI feature တွေလည်းပါတယ် template တွေလည်းပါတယ် variety free music mobile ခွင့်လို့တခြင်းတွေများစွာပါဝင်တာဖြစ်တဲ့ကြောင့်မလို့လောင်းအောင်မိုက်ပါတယ် wait ကျွန်တော်နောက်ထပ်ကောင်းတဲ့ feature ကိုကျွန်တော်မပြောကြတော့ဘူးမိတ်ဆွေကိုယ်တိုင်ပဲ Play Store မှာ download လုပ်ပြီးတော့ပဲအသုံးပြုလိုက်တော့ download လုပ်မယ်ဆိုရင်တော့ကျွန်တော်ဒီ VPN လေးခံမှုတော့လိုရပါတော့။တော့ beginner တွေအတွက်ပေါ့ video အခုမှစလေ့လာမယ် beginner တွေအတွက်လည်းအသုံးပြုတဲ့ app လေးကိုလည်းကျွန်တော်ထင်နေပါတော့။အဲတော့အားလုံးကျေးဇူးများတင်ပါတယ်။နောက်ထပ် video တွေမှာထပ်ပြီးတော့အဆုံးမြင်ပါသေးရဲ့ဗျ။